အားလုံးမင်္ဂလာပါကျွန်တော်ပြန်လာဆောင်ဖြစ်ပါတယ်ကျွန်တော်ကတော့ Ruby Skin ပေါက်သွားပြီဖြစ်ပါတယ်ကျွန်တော်အကောင့်ရှာချင်တဲ့သူတွေရှာလို့ရတယ်နာမည်နဲ့ရှာလို့မတွေ့ရင် ID နဲ့ရှာပါနော် ID ကျွန်တော်ဝိုင်းပေးထားမယ်မှာID နဲ့ရှာဟုတ်ကဲ့နော်နောက်တော့စစ်ကြည့်ပါကျွန်တော်ဘေးမှာဒါတော့ no skin နဲ့ကျွန်တော်ထည့်ရပါတယ်နောက်တော့ GM မှာပထမဆုံးပုံမှာကျွန်တော် BTS ပုံထည့်ရပါတယ်နောက်တစ်နေရာမှာကိုပုံထည့်ရတယ်စူဆောင်းနိုင်တော့မှာတော့ကျွန်တော်ဒီ Ruby ရဲ့ဒီ Golden Mouth Skin ကိုကျွန်တော်ထည့်ရတယ်နောက်တော့ဒါကတော့ကျွန်တော်ဝါရာရှင်အဆင့်ပေါ့နော်ဒီလောက်ပဲကျွန်တော်ရောက်ကြည့်တယ်နောက်ပြီးမှတ်တမ်းမှာဆိုရင်ဒါကျွန်တော်အခုလက်ရှိပေါ့နော်ဒါကျွန်တော်အခုလက်ရှိရရတယ်တိုက်ပွဲမှာဆိုကျွန်တော် MVP စိတ်ကြိုက်မှာဆိုတော့ကျွန်တော်လုံးဝမရသေးပါဘူးကျွန်တော်ဘလူးပဲလည်းမဝင်ပါဘူးနောက်ပြီးတော့ကျွန်တော်ပေါ့နော် Class 9ဆိုတော့ကျွန်တော်ဆော့လို့မရတော့ပါဘူးဟောပါလေကျွန်တော်ရှာရင်လည်းတူတွေရှာလို့တွေ့အောင်ကျွန်တော်ရှာပြီးတာဖြစ်ပါတယ်ကျွန်တော်စီမှာတော့ဒီဟွာရောမရှိပါဘူးဟိုချောင်းကီဝတ်ကကျွန်တော်ဒိုင်းမို့ဖြစ်ပြီးမှကျွန်တော်ဝင်မှာနောက်ဒီ Joy Skin လို့ဘာလို့ဆိုရင်ရမှတ်ပေါ့နော်ဒါပေမဲ့အချိန်အကန့်အသတ်ဘယ်ချိန်မှရမယ့် event လေးဆိုတာလူတိုင်းသိရပေါ့နော်ကျွန်တော်လည်းသိပါတယ်နောက်တော့ Traffer ဟာလည်းရှိရယ်နောက်တော့ Prime လည်းရှိရယ် okay Prime နောက်တော့နော်ဒီ keyword ထဲမှာလုံးဝမပါတဲ့ keyword skin ကဒီ Vela ရဲ့ skin ဖြစ်ပါတယ် Vela ရဲ့ keyword မှာတော့ကျွန်တော်တို့ကြည့်အောင်သူ့ရဲ့ animation ကိုကြည့်မယ်ကျွန်တော် e လိုက်ပဲရတာကြည့်ကျွန်တော် e လိုက်ပဲရသေးတယ်ဒါ show မယ် let's go အိုးရှောင်းကြီးလာတာနဲ့တန်းပြီးတော့အိုးခေရောက်What the hell ကီဝတ်ဆိုတဲ့အတိုင်းပဲတော်တော်လေးလမ်းနေတဲ့မှာပါတယ်ကျွန်တော်ကတော့ဒီရဲမှာမရပါဘူးဒီရဲမှာလည်းမရသေးပါဘူးခင်ဗျာဒီရဲမှာဆိုပိုးစိုးပေါ့နော်တကောင်းတော့မရပါဘူးခင်ဗျာတထောင်ထဲမှာလည်းမရသေးပါဘူးတကယ်မရသေးပါဘူးကြည့်တကောင်းမှမရသေးဒီရဲမှာလည်းမရသေးပါဘူးခင်ဗျာကြည့်အောင်နော်ချောင်းစတန်းတော့မရပါဘူးနေရာမှာတော့ကျွန်တော်ဒီ Ruby ရဲမှာပါတယ်ဒါပေမဲ့100ဆိုရင်နည်းနည်းလေးပဲပါတယ်40အိုးဒါစောမလေးဒါတော့ကျွန်တော်တခုမှမရသေးပါဘူးတခုမှမရသေးပါဘူးကျွန်တော်တကယ်မရသေးတာပါနောက် collection နဲ့မှာဆိုတော့ကြည့်ရမှာကျွန်တော်လေးထောင်ရောက်တဲ့ချီးစော်မှာနောက်ပြီးတော့ဘောနော်ကျန်တော့အလိုချင်းဆုံးကတော့ဒီဝိုးကော်လာတာနော်
ဆိုတော့ဒီဝိုးပေါ်လက်တောက်ပြီးတော့ရချင်တော့မယ်တကယ်ရချင်တာတော်လေးကိုရချင်တာโอเคyes ပေါ်မှာတော့ကျွန်တော် GM6 button knife ဆိုတဲ့ဟာပဲရသေးတယ်။ဒါဆိုဒီမှာသွားလိုက်ပါမယ်။ဒီစီကနေ့တုံးတာပါချပါအတဲလေဒီနေ့ဒီဖန်တီတန်တီကျွန်တော်ရှေ့ယူရမှာပေါ့နော်တို့တငယ်ချင်းနဲ့ကျွန်တော်တို့နေကျွန်တော်6မိုင်1ဆော့ပြမယ်တို့တငယ်ချင်းကြီးအားလုံးကျွန်တော်မကြည့်ဘူးဒါပေမဲ့အားလုံးပါပါကျွန်တော်ကတော့ဒီလောက်ပဲရသည်ပါတယ်ခင်ဗျာနောက်ရပေါ့နော်ကျွန်တော်400ပြည့်ကျွန်တော်ကြည့် emote ရင်ယူမှာဘာလို့လဲမမီးနဲ့လုံးဝမမီးနဲ့ကြိုက်လို့တကယ်ကြိုက်လို့ပြတကယ်ကြိုက်လို့sleep emote မှာတော့မယ်အဖက်မြာအောက်မှာရုပ်ပြောင်ဆိုတဲ့ဟာနောက်တော့ဘောနော်ဂျာလဲမိုက်တယ်နောက်ပြီးတော့ဆောင်းလန်း emote နောက်ပြီးတော့တော်တော်ရီဖို့ကောင်းပါတယ်ဒါမို့ဒီကတော့ဆောင်းရည်ရတယ်ဆောင်းရည်ရတယ်တော်တော်လေးရှိရပါတယ်ခင်ဗျာဒါရောလီမောရဲ့ host ကိုမသိဘူးတရားကူနဲ့ဝင်လာနောက်ပြီးတော့ပေါ့နော်ဒီထဲမှာလည်းရူဘီကိုဝယ်လို့ရပါသေးတယ်အဲ့တော့ဒီနေ့ဗီဒီယိုတော့ကျွန်တော်တင်ပေးချင်တာဒီလောက်ပဲအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်နောက်ကပြန်ကြည့်ကြရပေါ့ဘိုင်ဘိုင်